မျိုးကြီးအားလုံးပဲမင်္ဂလာပါလို့နော်ကဲလွဲကောင်းတဲ့မိတ်ဆွေကြီးလွဲကောင်းလားကဲလွဲတာပေါ့နော်မနေ့ဖေးရတော့ဆရာတို့အပိတ်ပွဲလေးမှာအောင်ပွဲနဲ့အတူနော်အောင်ပွဲလေးနဲ့အတူစံရစို့ဟာလားဒီမှာဒါ6နော်ဒီမှာ6ဟိုဘောနေနေပူးလေးအဲ့တော့6ရက်6လပေါ့နော်နှစ်ဖြင့်နေကုန်ထိုးမယ်ဆိုတာကဒီမှာလေတစ်ဆိုင်ကနေကုန်နှစ်ဖြင့်ညနေမဆိုင်ပြမယ်နော်ဆိုင်3ဆိုင်သွားမယ်3ဆိုင်ကိုကနန်းဘယ်နှကွက်ကြမလဲ9ခွက်ကြမယ်နော်ညနေပိုင်းတစ်ခွက်နော်ညနေပိုင်းတစ်ခွက်မနေ့ပိုင်းက4ခွက်ဟာဒါပေမဲ့နေကုန်လို့ဒီမှာဆရာရေးတာနေကုန်ရေးတာနော်နေကုန်ကစားဖို့တော့ကောင်းမယ်လို့ဆရာထင်တယ်ဒါတော့မိတ်ဆွေတို့သဘောပေါ့နော်ဒီကုန်ကစားကြတယ်ကစားအဲ့ဒီနေ့ပဲညနေပိုင်းကနန်းတော့ကွက်ကူကနောက်ပြီးတော့မဆိုင်ကိုကြည့်ပြီးတော့ပြောမယ်လေဟုတ်တာလားနော်အဲ့တော့သိပြီးတော့ရှူရှူဝင်တော့ဆိုင်က2ဆိုင်နော်မနေ့ပိုင်းကဆရာတို့ဒေးချင်း2ကွက်နဲ့အပီးထိုးပါဒေးချင်း2ကွက်နဲ့အပီးထိုးမယ်မနေ့ပြန်အောင်တော့ကျိုးမယ်နော်လုံးဝအပိုင်ကျိုးမယ်နဲ့ပြန်ဟဟလားမနေ့ပိုင်းဒီကောအပိုင်မယ်လို့တော့ဆရာတို့တွက်ထားတယ်လीနော်အဲ့တော့ဆရာတို့ဓာမှုကြိုက်တယ်အရင်ကဓာမှုတွေလည်းဆရာတွေ့ခဲ့ဘူးလေပေါ့ဟုတ်လားဓာမှုကြုံခဲ့ဘူးလေနော်အဲ့တော့ပြမယ်အဲ့တော့ကြည့်မယ်ကြည့်ပြီးရင်မိတ်ဆွေတို့ကြိုက်ရင်လည်းလုပ်ပေါ့နော်မကြိုက်တော့လည်းဒါမိတ်ဆွေတို့သဘောပေါ့ဟုတ်လားကဲဒါဆိုရင်အရင်ဆုံးအဲ့ဒီမနေ့ပိုင်းအကွက်ကိုမနေ့ပိုင်းကနန်းသူက3လုံးနဲ့အပီးခွေရမှာနော်မခွေတော့ဘူးနိဒါပေမဲ့မိတ်ဆွေတို့ခွေရင်လည်းခွေပေါ့လေဆရာတို့ဒီမှာအဲ့ဒီတိုင်းပဲဒဲချိန်2ကွက်ကိုပေါ့အဲ့တိုင်းဆရာကနန်းချထည့်ပြီးမယ်4ခွက်ထွက်မယ်နော်ကဲဒါဆိုကြည့်အောင်အရင်ဆုံးကဘယ်လိုကြည့်မလဲဆိုတော့ဒီမှာကြည့်မယ်နော်ဒီမှာကြည့်မယ်ဆိုဒီမှာ3ညလို့3ညဒီမှာထိတ်စီတွေ့လားနော်ဒီမှာ3ညထိတ်စီတပင်2ပင်ချားပြီးတော့ဒီမှာ3ညထိတ်စီဟုတ်ပြီတော့တပင်2ပင်ချားပြီးတော့ဒီမှာ3ညထိတ်စီတွေ့လားသူအပင်မှန်တယ်နော်3ညထိတ်လို့မှန်တယ်နော်အဲ့လိုမှန်တဲ့ခါကျတော့အဲ့ဒီ3ညကြောင့်သူကဒီမှာကြည့်ဒီ3ညထိတ်လို့ဝင်လိုက်တာ ਨੇ အဲ့ဒီ3ညကြောင့်တဲ့ဒီ3လုံးဒီ3ညလို့ထည့်ရမယ်တဲ့ဟောဒီမှာကြည့်အဲ့3လုံး3ညလို့ထည့်တယ်နော်အဲ့ဒီ3ညကြောင့်ဒီ3လုံးဒီ3ညလို့ထည့်အဲ့ဒီကထပ်ပြီးဒီမှာ3ညလို့ထိတ်စီပြန်ဝင်တယ်အဲ့ဒီ3ညကြောင့်တဲ့ဒီ3လုံးဒီ3ညလို့ပြန်ပြီးထိတ်ပြန်ဖြစ်ရမယ်တဲ့ဆိုတော့ဒီမှာက9နှစ်ခွန်ရှိခြင်းကြောင့်3ထိတ်ပေါ့နော်ဒီမှာက6ဆိုတော့1ထိတ်ပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီမှာထပ်ပြီးတော့3ညလို့ပြန်ပြီးထိတ်စီပြန်ထည့်နော်3ညလို့ထိတ်စီပြန်ထည့်တဲ့အခါကျတော့ဒီမှာပြန်ချပြီးတဲ့ထိတ်စီဆိုတဲ့အခါကျတော့ဒီ3လုံးဒီ3ညဖြစ်အောင်ကျတော့ထည့်ရမယ်ကဲဒါဆိုရင်ဗာထည့်မလဲနော်ဗာထည့်မလဲဆိုတော့အဲ့ဒီနေရာမှာဒီမှာ4လို့ရှိတဲ့အတွက်6ထိတ်တော့ဝင်ပေးရမယ်ဒါတစ်ခွက်နော်ဒါတစ်လုံးရပြီ6ထိတ်ဝင်ပေးရမယ်နော်ကဲဒါဆိုရင်နောက်တစ်ခုထပ်သွားမယ်အဲ့တော့ဒီ3ညကြောင့်ဒီ3လုံး3ညလို့ဖြစ်လိုက်တာလေတဲ့ဒီမှာဒီ4လုံးဒီလေသူက3ညလို့ဖြစ်ရမယ်ဒီမှာ3 3ည3 8 9အဲ့ဒီ4လုံး8 3 3ည9အဲ့တော့ဒီမှာ8 3 3ညက1လို့ရှိရင်တော့ဒီမှာ3ညဖြစ်အောင်ဆိုရင်9လို့ပိတ်မယ်ပေါ့ကဲဒါဆိုရင်1 9လို့သူတစ်ခွက်တည်းသူသွားတယ်နော်တစ်ခွက်တည်းသူပြီးရဟလားနော်ကဲဒါဆိုရင်နောက်ဒုတိယတစ်ခါကြည့်မယ်ဒီမှာ3ညလို့ထိတ်စီးဝင်လိုက်တာနဲ့တဲ့ဒီ3လုံးဒီ3ညဖြစ်အောင်ဆိုရင်ဒီမှာခွန်ရှိရင်ကြောင့်3ထဲဟိတ်တဲ့ဟုတ်ပြီနော်အဲ့တော့ဒီ3ညကြောင့်ဒီ3ညလို့ဖြစ်ပြီးတာနဲ့တဲ့ဒီ4လုံးဒီလေသူက3ညလို့ဖြစ်ရမယ်တဲ့ဆိုတော့ဒီမှာ9 1 8ကဘယ်လောက်လဲ4လို့ရှိတာအဲ့တော့3ညဖြစ်အောင်ဆိုရင်ဒီမှာဗာပိတ်မယ်6ပိတ်ပြရမယ်ဒါဆိုရင်3 6ဒီတစ်ခွက်တည်းသူကြာဟုတ်ပြီနော်ဒါဆိုရင်ဒီကောင်လဲ3ညဖြစ်တယ်နော်ဒီမှာ3 8 3 3ည9 3ညနောက်တစ်ခါ9 1 8 6ဒီလဲ3ညပဲတဲ့ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါဒုတိယတစ်ခါ2ကရှိပြီနော်ကဲဒီကကိုကြည့်မယ်ကဲဒီမှာ3ညလို့ထိပ်ကြီးပြန်ဝင်လာပြီနော်ဒီမှာ3ညလို့ထိပ်ပြန်ထည့်ထားတဲ့အတွက်ဒီ3 3ညဖြစ်အောင်ဆိုရင်တဲ့ဒီမှာ4ရှိခြင်းကြောင့်6ထိပ်လို့သူဝင်ပေးရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီ3ညကြောင့်ဒီ3ညလို့ထည့်ပြီးတာနဲ့တဲ့ဒီ4လုံးဒီလေသူက3ညလို့ပဲပြန်ဖြစ်ရမယ်အဲ့တော့ဒီမှာ6 3ခွန်ဒီ6လို့ရှိတယ်6လို့ရှိပြီးတော့3ညဖြစ်အောင်ဆိုရင်တဲ့
အဲ့ဒါဘာပိတ်ထဲမှာလဲဒီမှာ6လို့ရှိရင်တော့4ဆိုတဲ့ကဏ္ဍတစ်လုံးပိတ်ပြရမယ်ကဲ64လို့တစ်ခွဲရပြီနော်64လို့တစ်ခွဲရပြီကိုတဲချိန်သွားမှာနော်တဲချိန်သွားမှာဒီမှာတစ်ခွဲတစ်ဆိုင်ကတစ်ခွဲရပြီနောက်တစ်ဆိုင်ကိုထပ်ကြည့်မယ်နော်နောက်တစ်ဆိုင်ကိုထပ်ကြည့်မယ်နောက်ဆိုင်ကြည့်တော့မိတ်ဆွေရှင်းသွားမယ်ဟဲ့လားနော်ကဲဒါဆိုရင်ဒီမှာနောက်တစ်ဆိုင်ကြည့်မယ်နော်ဒီတစ်ဆိုင်ကြတော့လည်းဘယ်လိုသွားမလဲတဲ့ဆိုအဲ့ဒီလိုပဲနော်တူလိုပဲကောင်းတယ်တဲချိန်သွားမှာအဲ့နှစ်ကွက်နဲ့ကြာလို့အပြီးထိုးမှာတဲ့ဗျမိတ်ဆွေကြိုက်ရင်တော့လောက်လိနော်မကြိုက်ရင်တော့ဒါမိတ်ဆွေသဘောပါဟာလားကဲဒါဆိုကြည့်မယ်ဆိုတော့သူဒီတိုင်းပဲနော်သူ3မိနစ်ခတ်ပဲသွားတာကဲဒါဆိုရင်ကြည့်မယ်တဲ့နော်ဒီလေးလုံး8391အဲ့ဒီလေးလုံးပေါင်းခြင်းဒီဘယ်လောက်လဲ1တဲ့839ဟာ3ညဒီလေတိုင်း1နဲ့ပေါင်းခြင်းဒီလေးလုံးပေါင်းခြင်းဒီ1လို့ရတယ်ဟုတ်ပြီနော်ကဲဒါဆိုနောက်တစ်ခါဆက်ကြည့်မယ်916ကဘယ်လောက်လဲ2ကိုဒီအလဲကဒီ9နဲ့ပေါင်းမယ်996က3ညဒီ1နဲ့ပေါင်းခြင်းဒီဒါလည်း1ပဲတဲ့ဟုတ်ပြီနော်ကဲဒါဆိုရင်အခုပွဲမှာအဲ့တော့ဒီမှာဒီကောင်1ဖြစ်အောင်ထည့်ရမယ်1ဖြစ်အောင်ဆိုတော့ဒီမှာကဘာလဲ9ဟို653က4လို့ရှိတယ်4လို့ရှိတော့1ဖြစ်အောင်ဆိုရင်ဒီနေရာပါပိတ်မယ်ခွန်တစ်လုံးပိတ်ပြရမယ်ဟောဒါကတစ်ခွက်လာပြီနော်တစ်ဆိုင်ခွန်တစ်လုံးပိတ်ပြရမယ်အဲ့တော့ဒီလေးလုံးဒီ1ဒီလေးလုံးဒီ1အဲ့တော့ဒီလေးလုံးဒီ1လို့ထည့်မယ်တဲ့ဒါဆိုရင်ဒီမှာ4ရှိရင်တော့1ဖြစ်အောင်ခွန်ပိတ်မယ်ဟုတ်ပြီနော်ကဲဒါထားအဲ့တော့ဒါပေးရပြီနော်ကဲထိတ်ကိုတစ်ချက်ကြည့်အောင်ထိတ်ကဘယ်လိုကြည့်မလဲဆိုဒီလေးလုံး1လို့ဖြစ်လိုက်တာねတဲ့ဒီမှာကြည့်ဒီ3ညနော်ဒီထိတ်ရဒီအပိတ်ရဒီထိတ်ရအဲ့ဒီ3လုံးပေါင်းနော်ဒီ3လုံးဒီလေသူက3ည1အဲ့ဒီ3လုံးပေါင်းခြင်းဒီလေ1ပဲဖြစ်ရမယ်တဲ့နော်ဒီမှာ3ညအဲ့ဒီ3လုံးပေါင်းခြင်းဒီ1ဒီလေတိုင်းဒီလေးလုံးပေါင်းခြင်းဒီလေ1ပဲဟုတ်ပြီနော်ကဲဒါဆိုရင်ဒီ1ဖြစ်အောင်ဆိုရင်ဒီမှာ6လို့ပိတ်ရမယ်6ပိတ်ရပြီအဲ့တော့တခါဒီမှာနော်ဒီ3ညဒီ8ဒီ3နော်ဒီမှာဟာလားဒီ3လုံးနော်ဒီမှာ3ည8 3ဟာလား3ည8 3အဲ့ဒီ4လုံးပေါင်း3လုံးပေါင်းခြင်းဒီလေ1ပါပဲတဲ့ဟုတ်ပြီနော်ဒီမှာက3ည1ဒီမှာက3ည8 3ကဲဒါဆိုရင်အခုဒီ4လုံး1ဖြစ်အောင်ဆိုရင်ဒီမှာခွန်တစ်လုံးပိတ်ရအဲ့ဒီကနေပြီးတော့တခါဒီမှာ3ညဒီမှာခွန်ဆိုတော့ဒီနှလုံးကသူကခွန်လို့ရှိတာနော်ဒီနှလုံးပေါင်းရင်ခွန်လို့ရတာပြီအဲ့တော့ဒီထိတ်နဲ့1ဖြစ်အောင်ဆိုရင်လည်းကျတော့ဘာပိတ်ဘာထည့်မလဲတဲ့ထိတ်ကကဲဒါဆိုရင်ဒီမှာခွန်ရှိခြင်းကြောင့်1ဖြစ်အောင်ဆိုရင်4ဆိုတဲ့ကဏ္ဍထိတ်စီးဝင်ရမယ်ကဲဒါဆိုရင်အဲ့ဒီ3လုံးဒီလေသူကနော်ဒီကောင်လဲ1လို့ပဲဖြစ်တယ်တဲ့ဟုတ်လားကောင်းပြီအဲ့တော့စိုက်ကတော့ကောင်းတယ်နော်ဒီဘက်ကခုနကတော့ဒီဘက်မတ်တက်ကယူလာတာဆရာတို့3ညနဲ့သွားတယ်နော်ဒီမှာကြည့်နော်ဒီမှာ811 3ည83 3ည9ဒီ3ညဟုတ်ပြီနော်ဒီမှာက253ဒီ3ည923ဒီ3ည9186ဒီ3ညနော်အဲ့တော့တခါဒီ3ညဖြစ်အောင်6ဒီ3ညဖြစ်အောင်ဆိုလေဒါ3ညနဲ့သွားအဲ့ဒီကနေတခါဒီဘက်ကျတော့ဆရာတို့1နဲ့သွားတာဆိုတော့ကဏ္ဍလေးတော်တော်လေးဆိုင်ရတော်တော်ကောင်းနေမိတ်ဆွေကြီးနော်အဲ့တော့ဒီလေးလုံးဒီမှာ8319ဒီလေးလုံးပေါင်းရင်1နော်နောက်တစ်ခါဒီမှာ3ည1ဒီ3လုံးပေါင်းခြင်းဒီလေ1ပဲဟောခုနကတော့ဟိုဘက်က3ညသွားတယ်ဒီမှာက1နဲ့သွားတယ်နော်အဲ့တော့ဒီလေးလုံး1ဖြစ်အောင်ဆိုရင်ဒီမှာ6ပဲဒီ3လုံး1ဖြစ်အောင်ဆိုရင်ဒီမှာ8ရှိရင်3ထိပ်36လို့ထွက်နော်ကဲဒါဆိုရင်ဒီလေးလုံးက1ဖြစ်အောင်ဆိုရင်ဒီမှာ4ရှိတယ်963 4ရှိရင်ကြောင့်1ဖြစ်အောင်ခွန်ဒီ1ဖြစ်အောင်ကဒီမှာခွန်ရှိရင်ကြောင့်4ထိပ်ကဲဒါဆိုရင်4ခွန်အဲ့ဒီနှစ်ကွက်ကိုဆရာတို့အပြီးယူမယ်နော်အဲ့ကဏ္ဍနှလုံးကိုအပြီးယူမယ်ဒီမှာက46ဒီမှာကဘောဒီမှာက64ဒီမှာက4ခွန်အဲ့ဒီကောင်အပြီးယူနော်ဘယ်လိုယူမလဲဆိုတော့အဲ့တော့ဒီမှာက6ထိပ်နော်ဒီမှာက4ထိပ်အဲ့တော့6 4ထိပ်ကို
နော်ဒီမှာက၄ပိတ်ဒီမှာကခွန်ပိတ်အဲ့တော့၄ခွန်ပိတ်နဲ့6လေးထိတ်နဲ့အဲ့လိုတွဲလိုက်ဟုတ်ပြီနော်ဒါဆိုရင်ကဏ္ဍရှင်းသွားပြီဟုတ်လားဒဲ၄ခွက်ပေါ့နော်နောက်ပြီးတော့မှကြာအပိတက်ဟောပါလဲမနေ့ပြန်ညနေပိုင်းထိုးရမယ် site ကဏ္ဍတစ်ခွက်ပြပြီးမယ်အဲ့ဒီကောင်ကဒီလိုဒီမှာကဏ္ဍရင်တင်လိုက်အောင်နော်ဘောရင်တင်လိုက်ဟုတ်လားဒါဆိုရင်သူကပါသွားမလဲ6 4 6ခွန်အဲ့ဒီ4 4ခွန်6 4ထိတ်နော်4ခွန်အဲ့တော့4ခွန်ပိတ်ဆို6 4 6ခွန်နောက်တစ်ခါဒီမှာက4ခွန်ပိတ်ဆို4 4ခွန်ဒါပဲနော်ဟုတ်ပြီဒဲ၄ခွက်နော်6 4 6ခွန်4 4ခွန်ဟာလားကဲကောင်းပြီဒါတဲ့နော်ဒါတဲ့၄ခွက်ဟာလားတဲ့၄ခွက်တဲ့ပဲထိုးလုံးမအားနဲ့နော်လုံးအားကြမလို့6 4 6ခွန်4 4ခွန်တဲ့ပဲနော်၄ခွက်ကောင်းပြီဒါဆိုရင်အခုနေ့ပဲညနေကဏ္ဍတစ်ခွက်ကိုပြနော်ညနေပိုင်းထိုးရမယ်ကဏ္ဍတစ်ခွက်ဆရာပြဘယ်လိုပြမလဲဆိုတော့သူကဒီကနေပြီးတော့သူကနှစ်ပင်တစ်ပင်သွားမယ်ဒီနှစ်ပင်တစ်ချိန်ဒီနှစ်ပင်တစ်ချိန်ဒီနှစ်ပင်တစ်ချိန်၃ချိန်မှတ်သွားပြီနော်အဲ့တော့ဒီနှစ်ပင်ကနေပြီးတော့ဒီနှစ်ပင်ကိုတစ်ချိန်လာမှာသူက2ရက်အတွင်းမှာထွက်ရမယ်ကဏ္ဍ2ရက်အတွင်းနော်ဒီမှာမထွက်ရင်ဒီမှာထွက်ပေါ့ဟုတ်လားဒါပဲနဲ့အဲ့တော့ပြပေးမယ်နော်အဲ့ဒါတေချာကြည့်အဲ့တော့ဘယ်လိုလာလဲဆိုတော့ဒီမှာကြည့်3 3 8နော်အဲ့တော့3 3 8ပေါင်းခြင်းဒီဘယ်လောက်လဲ4တဲ့ဟုတ်ပြီနော်အဲ့ဒီ4က4ပိုင်နော်ဒီကောင်ပိုင်နော်ဒီကောင်ပိုင်ဟဲ့လားဒီမှာ4ပိုင်နော်ဒီမှာ3 3 8ပေါင်းခြင်းဒီ4အဲ့ဒီ4ဒီ4ပိုင်အဲ့ဒါကိုတခါဒီမှာ1 1 3ဒီမှာနော်1 1 3ဟုတ်လားဒီမှာ1 1 3အဲ့ဒီ3လုံးပေါင်းခြင်းကပါလဲ9တဲ့အဲ့ဒီ9ကဒီ9ကပရိတ်နော်9ပရိတ်ကဲဒါဆိုရင်ဒီ3လုံးပေါင်းခြင်း3 3 8ပေါင်းခြင်းရဲ့4ပိုင်ကိုဒီ3လုံးပေါင်းခြင်း9ပရိတ်နဲ့ဆိုတော့4ပိုင်9ပရိတ်နဲ့ဆိုတော့ဘာကပ်မလဲ1တလုံးကပ်မယ်အဲ့ဒီ4 1ဆိုတဲ့ကဏ္ဍဒီမှာဒီ2ရက်အတွင်းမှာထွက်ရမှာနော်သူညနေပိုင်းမှာထွက်တယ်နော်ဒီ2ရက်အတွင်းမှာထွက်ရမှာဆိုတော့ပမာလာထွက်လဲဟိုဒီမှာ41ဆိုပြီးတော့ထွက်အားတော့အားမယ်ပေါ့နော်အားပေးရမယ်ပေါ့ဟုတ်လားနော်ကဲဒါထားအဲ့ဒါဆိုရင်နောက်တစ်ခွက်ထပ်ကြည့်မယ်နောက်တစ်ခွက်ထပ်ကြည့်မယ်သူ့အတိုင်းမသွားမယ်နော်ဒီမှာ4 5 9နော်5 4 9ပေါင်းခြင်းဒီ8အဲ့ဒီ8ဒီလုံးပိုင်းနော်ဒီ8ဒီပိုင်းနော်ဒီ3လုံးပေါင်းခြင်း8ဒီပိုင်းဒီ3လုံးပေါင်းခြင်းဒီ8ပိုင်း8ပိုင်းကိုဒီမှာ9 3 5 4ပေါင်းခြင်းဒီက9ပရိတ်နဲ့သွားမယ်နော်ဒီမှာစာရွက်ကကျင်းနေလို့နော်အဲ့တော့ဒီမှာဒီ3လုံးပေါင်းခြင်းဒီ4 1 1 3ပေါင်းခြင်းဒီက9ပရိတ်အဲ့တော့4ပိုင်9ပရိတ်နဲ့ဆိုတော့4 1ဆိုပြီးသူကဒီမှာလာကြအဲ့တော့ဒီမှာကလည်း9 4 8ပေါင်း9 4 5ပေါင်းခြင်းဒီ8ပိုင်3 5 4ပေါင်းခြင်းဒီကပရိတ်9နော်8ပိုင်ပရိတ်9နဲ့ဆိုတော့ဘာကပ်မလဲ1တလုံးကပ်မယ်အဲ့တော့အဲ့ဒီ1 8ဒီရဲ့နော်ဒီမှာဒီ2ရက်ထဲမှာထွက်ရမှာနော်ခုနကတော့ဒီကနေတွက်လိုက်တာကဒီမှာလာထွက်တယ်နော်ဟာလားဒီညနေပိုင်းမှာနော်အဲ့တော့အခုဒီကနေပြီးယူလိုက်တဲ့8 18ကို8ပိုင်းကိုပရိကိုးနဲ့ဆိုတော့8 1အဲ့ဒီ8 1ဒီ2ရက်မှာထွက်ရမယ်ညနေပိုင်းမှာနော်အဲ့တော့ဘာမှလာထွက်လဲဒီမှာ8 1ဆိုပြီးတော့ခွက်တော့ကြာနော်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီနှစ်ပင်ပြီးပြီအပေါ်ဒီနှစ်ကွက်ပြီးပြီဒီနှစ်ပင်ပြီးပြီကဲနှစ်ကြိမ်နှစ်ကတ်ရှိပြီနော်ကဲဒါဆိုရင်ဒီတစ်ခါဆက်ကြည့်မယ်ဒီမှာ886အမဟုတ်889ပေါင်းခြင်းဒီဘယ်လောက်လဲ6 9ပေါင်းခြင်းဒီ9ပိုင်းနဲ့ဟောဒီရတာ9ပိုင်းတော့9ပိုင်းကိုဒီမှာကြည့်3 6 8ပေါင်းခြင်းဒီကခွန်ဘရိတ်ခွန်နဲ့နော်ဒီမှာဒီက9ပိုင်းကိုဘရိတ်ခွန်နဲ့တဲ့ဆိုတော့ဘရိတ်ကခွန်ဘရိတ်နော်ခွန်ဘရိတ်ဆိုတော့9ပိုင်းဘရိတ်ခွန်ဆိုတော့ဘာကပ်မယ်နှစ်တလုံးကပ်မယ်52ဆိုတဲ့ကဏ္ဍဒီ2ရက်ထဲမှာထွက်ရမယ်ဒီ2ကြိမ်ထဲမှာပမာထွက်ပြီးတယ်ဒီမှာ52ဆိုတဲ့ကဏ္ဍအာကဏ္ဍပေါ့နော်ဒီမှာတစ်ကြိမ်4 1 8 1 5 2လို့တစ်ကြိမ်ကြာနော်ဒီမှာကြာပြီကြာတဲ့အခါကျတော့
ကဲနော်ဒီညနေပိုင်းမှာထွက်တယ်နော်သူကဟုတ်လားဒီမှာညနေပိုင်းမှာနော်ဒီမှာဒီ4တစ်ဒီမှာညနေပိုင်းထွက်တယ်အဲ့ဒါဒီနှစ်ပင်အတွက်တော့ဒီမှာ8တစ်ဒီတဲ့ညနေပိုင်းမှာပဲထွက်တယ်နော်အဲ့ဒီတခါအခုဒီမှာ9နှစ်ဒီလေဒီကောင်ပေါင်းချင်း9ပိုင်းကိုပရိခွန်နဲ့9နှစ်ဒီလေဒီမှာညနေပိုင်းမှာထွက်တယ်ဟုတ်ပြီနော်အဲ့တော့အခုနေ့ဖြင့်ညနေပိုင်းမှာဆရာတို့အာတက်ယူရမှာပေါ့သူနော်အဲ့တော့ဘယ်လိုယူမလဲဆိုတော့ကဲဒီနှစ်ပင်ပြီးသွားပြီဆိုတော့ဒီနှစ်ပင်ကိုယူမယ်ဒီနှစ်ပင်ကိုဘယ်လိုယူမလဲတဲ့ဒီမှာ365ပေါင်းချင်းဒီ4ပိုင်းနဲ့ဟောဒီနှစ်ရက်ထွက်ရမှာပေါ့နော်ဒီနှစ်ကြိမ်မှာထွက်ရမှာအဲ့တော့နေ့ဖြင့်ညနေကိုအဲ့4ပိုင်းနဲ့အဲ့လိုထိုးမှာနော်အဲ့တော့ဒီမှာက853ပေါင်းချင်းဒီက6ပရိတဲ့6ပရိမိတ်ဆွေတို့ကြီးကဲအဲ့တော့သူက653ပေါင်းချင်းဒီ4ပိုင်းကိုဒီမှာ853ပေါင်းချင်းက6ပရိနဲ့4ပိုင်း6ပရိနဲ့ဆိုတော့ဘာကပ်မလဲနှစ်တလုံးကပ်မယ်ကဲ42တဲ့နေ့ဖြင့်ညနေနော်အကယ်၍နေ့ဖြင့်ဒါမှနေ့ဖြင့်ညဆိုသူပြီးပြီကိုအကယ်၍နေ့ဖြင့်ညနေမှာမဖြစ်ခဲ့ရင်နောက်အဖွင့်နေ့လာမယ့်တနေ့လာအဖွင့်နေ့ညနေပိုင်းကိုရှာလို့ဆွဲမယ်ဒါ၄ပင်ကူကြိုက်တယ်မိတ်ဆွေတို့အတွက်နော်၄ပင်ကူကြိုက်ရင်အမှဆွဲလို့ရပြီဟုတ်လားကဲအဲ့တော့အဲ့ဒီကနန်း၅ခွက်ပေါ့နော်၅ခွက်ဆိုတဲ့အခါကျတော့အဲ့တော့မနေ့ပိုင်းနဲ့စပြီးတော့ထိုးစီခြင်းလေဒီနော်ဒီ၄နှစ်ကိုနော်ဒီ၄နှစ်ကိုဟာမနေ့ပိုင်းနဲ့စစီတစ်ခွက်တည်းပဲဟာဝက်၄ခွက်နဲ့မှအကုန်လုံး၅ခွက်ပဲနော်အဲ့ဒါကညနေဒီမှာတော့ညနေပဲဆရာရေးလိုက်မယ်နော်ဟုတ်လားညနေ၄နှစ်အာမယ်နော်ဒီမှာ၄နှစ်အာမရမှာဘာမှအာလို့မရဘူးနော်ဒီအဲ့ဒါဆိုရင်ခဏတစ်ချက်စစ်ကြည့်မယ်ဒီ၄က၄ထိပ်ဒီ၈ကလည်းဒီမှာ၈ထိပ်ဘာအပူးပြတော့အော်ရှိချင်းဒီမှာဒီ၈ကအပိတ်ရောက်သွားတယ်လားဒီမှာ၄ထိပ်ဒီ400ဒီမှာ4ထိပ်ကြာပြီးတော့9 5 4 8ကဒီမှာအပိတ်ရောက်သွားတယ်တွေ့လားပြီးတော့တခါဒီ9စီလေးဒီမှာအပိတ်ပဲရောက်တယ်အဲ့တော့အာမရမအားလို့မရဒီကောင်အာမယ်နော်၄နှစ်ကအာမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီမှာ42ညနေပေါ့နော်ညနေ4နှစ်အာမယ်ဟာလားဒါတော့ကောင်းတာတော့မနေ့တည်းထိုးကောင်းတော့ဗောလေနော်တကွက်တည်းပဲဟုတ်တာကဲအားလုံးပဲမိတ်ဆွေရင်စင်ပြီးကြပါစေစိတ်ချမ်းသာရင်ကိုယ်ဤကျမ်းပါရင်ပြည့်စုံကြပါစေလိုရင်စမ်းလိုက်တလုံးတော့ပြည့်ကြပါစေနော်ကဲနောက်တစ်ပတ်ကိုဆရာတို့အကောင်းဆုံးပြန်ဆောင်ကြမယ်ဟုတ်ပါနော်ကဲဘိုင်ဘိုင်